အတော့ကကြောက်စားတယ်ဟုတ်လားဘုမကဘယ်မှာကြောက်တယ်နဲ့ ပြီးတော့ရာဇဂျိုမြန်မာကျောင်းပါဗျာ ဩရာပြီမှာကြောက် ရာဇဂျိုမြို့ရာဇဂျိုမြန်မာကျောင်းပါဗျာ ဟုတ်လားမေ့ကြည့်တော့သိမှာပေါ့အဲ့မှာအခုကြောက်ရှိရပေါ့ ကျောင်းရှိပါတယ်တစ်နှစ်တည်းရပြီးတော့မှကျောင်းဘူလာကျောင်းကြီးဗျတစ်နှစ်တည်းရပြီးတော့မှကျောင်းတော်တော်အားကိုချင်းတော့ခေါ်တော့လည်းရှိနော် ကျမကျမ အရေးမှချတာအရေးမှခင်ခင်ပေး ဒါအလုံးဘယ်နှစ်ယောက်တော့ ပြီးတော့35ရောက်ပါဗျ ဒီတကရေးတဲ့ဆောင်တော့ ဩဟုတ်လား လမ်းကြောင်း အောင်ဆက်ကြောင်ဘုရားကပို့ဆောင်ကြီး မှန်ပါဗျ စီးလာဆောင်အပူလေးပဲပေါက်တာ ဟုတ်ကဒီတော့တော့ဒါရှားပြီးလှူလိုက်မယ်ဗျ ဒီရှာလိုက်ပေါ့ကလေးစီမိုင်းပေါ့ကဲတွေ့တဲ့အတိုင်းပဲဆရာတော်ကဖုံးမဖွဲ့ဘူး ဒေါက်တာညာနောဘာသာပါဗျာ ဩဘုံညံတော့ပါလားဓမ္မအတွေ့ရတော့ဝမ်းသာပါတယ်ဗျာ မှန်ပါဗျာ ဒီလိုလေးရိုက်တာပေါ့မျက်နှာကဖုံးမျက်နှာအကြည့်ပေါ့ကဲ စောင်းကတော့3ပြီးသားဖြစ်ရပါဗျ ဒီကောင်နာမည်ဒီဘက်ကလည်းဒီဘက်ကလည်းနေအောင်လေးနဲ့ နေအောင်နဲ့လမ်းပေါ်လေး လင်းလေးနဲ့ပြောပါဦး စောင်းကဘိုခီးတဲ့3ထားတဲ့ဟာဆိုနည်းတော့ဟောင်းတယ်ဒီတော့လှူလိုက်ပါမယ် ဟုတ်ပြီ ဒါဒီတော့ကိုယ်တိုင်ရေးထားတဲ့အောင်ဆက်ကြဖျက်ဘူးလမ်းညွန်ဗျသမိုင်းချင်းချုပ်ပါမယ်သူ့နေရာနဲ့သူ့ဌာနနဲ့ဖျက်ရှိကိုတွေပါပါတယ်ဗျအဲဒီစာအုပ်ကင်ထားရတယ်ဂိုက်ပိုင်လည်းဆင်ပြေတာပဲဂိုက်မပါလည်းပဲကိုယ့်ကိုသွားလို့ရအောင်ဒီပါ တော့ခွန်ကြီးလူလည်းပဲလား မှန်ပါဗျာ ဒါပေမဲ့မီးပြီးနေတာ ဟိုတိုင်းပြောလေစာရီဘီဖုန်းအစံပြေလို့ဆွေးနွေးလို့ရ ဘာဒီပဲနော်တော်မညံ့ဘူးနော် ဖုန်းကြီးအဲ့ဒီအဲ့မျိုးလိုက်ဘူးနေတဲ့ပုံကိုကြတော့ပုံမျိုးတွေရှိထားတဲ့နဲ့ ကျမ ရှိထားတဲ့နဲ့ဗျာ ဒါတော့ ကိုညံတော့ရမ်းဘွားမှာပွဲပါတယ်တော့ ဟောအဲ့ဒါလေးပါပြောပြောမှာလားဗျာ ကောင်းရတာပါကိုညံသိတွေ့ရတာဝမ်းသာပါတယ်အခုဒီပြောင်းလုပ်ငန်းလုပ်တာဘယ်လောက်ကြာလဲ အခုအရင်လုံနေတာတော့ဘုံဒီလောကထဲမှာရှိ2017ထက်ကနေပြီးတော့တပွဲပါဗျာကိုပိုင်ကုမ္ပဏီထောင်ထားတာ2018ရာစထောင်ပါလေဗျာ အော်ကောင်းတယ် ကိုပိုင်ပေါ့ဗျာအောင်စကြကိုတိုင်ထောင်ထားတဲ့ဖွဲ့ပါမှန်ပါ မပြောနိုင်တာမပြောပါနဲ့ဘာမှမဟုတ်ကိုတွေ့ရတာတခါကြီးနဲ့တွေ့ရတာအမှတ်တရ ပါလေဗျာဘုံနဲ့ ဟောစက်ကြဖျားဘူးအဖွင့်တွေ့တာဟုတ်လား မှန်ပါဗျာ ဘယ်နှကောက်ရှိပဲဒီနေ့တည်း ဒီနေ့ကတော့ဒီနေ့ပါစဗျာနောက်လာတဲ့နေ့ရှိပါတယ်ဗျာခီးစင်တွေကမှန်ပါဗျာ တခါကြီးကိုဆက်တော့မယ်ဆိုဘယ်ကိုဆက်မလားဖုန်းမှာ ဟို254 ပါဗျာ နိုင်ငံလုံးကရတယ်ပေါ့ ရပါတယ်မှန်ပါဗျာမှန်ပါ အခုခောက်မှာလူရေဘလောက်ပါလဲ 35ရောက်ပါဗျာ 35လင်းတစ်စီးထဲမှာပဲပေါ့ မှန်ပါဒီထဲမှာပဲတူတူပါဗျာ ဘယ်နေ့ပြန်မလဲ ဒါဒီတော့ဒီဇင်ဘာ6ရက်နေ့ပြန်ပါမယ်ဗျာ အော်ဒီမှာ6ရက်နေ မှန်ပါဗျာ ကြားပါဘယ်နေ့ 15ရက်ခီးစင်ပါဗျာ 15ကအခုမှထွက်လာတာပေါ့ အခုထွက်တာဒီတော့22ရက်နေ့ထွက်ခဲ့တာဗျာဒီ4ရက်မြောက် ဩ4ရက်မြောက်တော့ဘယ်ဆိုဟုတ်တာဟုတ်ဒေလီတို့ပါအကုန်ပါ ဒီရောက်ပါမှာပဲဒီမှာ ဦးဇင်းတော့ပါဘူးကောကူ9ညအိတ်6ရက်ပြ အဖုန်းကနည်းနည်းလေးဆိုနည်းနည်းလေးပဲရမှာလေ အေးမှန်းတော့ရပါတယ်ဟိုအော်စီယာတခါလဲပါလို့ မှန်ပါဗျာ ကောင်းပါလေကိုညာသွေးတွတ်တက်ပါသည်အောင်မြင်ပါသည် မှန်ပါဗျာ အာနာပြုနိုင်ပါသည် ကျူသားပါဗျာ ဒီသောက်ကလေးလည်းဖတ်ရတာပေါ့ မှန်ပါဗျာ နောက်ပြီးကိုညာဇော်ကြီးကိုတော့လမ်းပြဆက်သွဲလာအောင်အောင်ဆက်ကြဖျားဦးအဖွဲ့ကို မှန်ပါဗျာ အလုံးဆက်သွဲလိုက်ကြပါအောင်လို့ မှန်ပါဗျာ အခုပဲတင်လိုက်ပါမယ် တင်ပါတယ်ဗျာ ဘုရားကိုရတော့နော်ဟို မမဒေါက်တာညံတော့ ဒေါက်တာညာနောဘာသာပါ အေးဖုန်းညံတော့ပါလား အိန္ဒိယမှာနေတယ်နေပေါင်း20လောက်ရှိဖုန်းကြီး အေးပေါ်အခုဝင်ကြောင်းတော့ဝင်တဲလို့ရလား တဲလို့ရတယ်ဖုန်းကြီးအေးစိတဲလို့ရတယ်ဗျာ ဖုန်းနံပါတ်ကလေးတစ်ချက်ပေးလိုက်အောင် ဖုန်းနံပါတ်က ဘုံနံပါတ် ကရှိလားသူကရှိလားဖုန်းတစ်ပတ်နေရှိလားတစ်ပတ်နေပြောလိုက်လေ ရတယ် မှန် ဗျာ ပါဗျာဒီတော့ ကပ်ပါလား မြန်မာနိုင်ငံကပ်ပဲပါတယ်ဖုန်းကြီး ဩမဟုတ်လေဟုတ်တော့ကပ် ဘုံနံပါတ်ကိုပြောမှဗျာ မဟုတ်အဲ့တော့ဦးဇင်းလည်းဒီမှာဒီဖုန်းနဲ့ထည့်မှရမှာ ဒီရနံပါတ်ပါဗျာ ဒီအမနစ် တော့ဂူရီထိုင်ပါလေတော့မယ်နောက်ဆိုရင် DV သမတ်တော်လား ဆရာကိုတုံးကြခေါ်မလို့နော်ဗျာ မလို့ 922ခွန် ဟိုရတာနေဖုန်းနံပါတ် ရောဘုန်းကြီးကထိုင်ခဏထိုင်ပြီကဲဒီဆိုင်မှာဝယ်ပြီးအားပေးလိုက်ကြပါဦးနဲ့လေချက်ကတော့ကွာဒီကောင်နဲ့လေဘမလူကုန်ပြောနေတယ်ဘုံပုံနေတဲ့တဲ့အရင်မကြည့်ကဲကိုညာတော်ကြီး မှန်ပါဗျာ ကောင်းပါရဲ့နောက်ကျရင်ဖတ်တာပေါ့ညအမေဆရာတော်ဖုန်းနံပါတ်မှာရိုက်ချင်လဲ ကြည့်နေလားဗျာ အဲ့ဒါကြည့်နေ ဘုံရောတဲ့ဦးဇင်းအဲ့တဲ့ပဲထည့်ထားတာဘဝကြီးနံပါတ်ကဘယ်လောက်လဲ 254ပါဗျာ လာတယ်ဟိုအိန္ဒိယနံပါတ်ကြတော့ အိန္ဒိယနံပါတ်ကဘုံကြည့်မှရပါ ဘုံဒီတော့နံပါတ်မှတ်လိုက်ဘုံခေါ်လိုက်ဒီဖုန်းပါမလား အဲ့ဒါဖုန်းပြောလိုက်ဗျာ 6နှစ်8ခွန်63လုံး96နှစ် ဟိုကလုတ်ပြီးတော့ရိုက်အောင်စိတ်ဦးညာစောလို့မှတ်တာလည်းပါ မို့ရှိရရေးအောင်မအောင်စက်ကြလား ဒါဖုံ ဟောဆရာတော်ခေါ်တာဟုတ်ပြီဟုတ်ပြီ နံပါတ်ဗျာ ဟုတ်ပြီဖုန်းတစ်ပိုက်တွေဘယ်လိုပြောမှန်းသွားတဲမယ်ဆိုဘယ်ကြောင့်သွားဘယ်လိုတဲရမလဲ အားရတယ်ဗျာတဲမယ်ဆိုဖုန်းတိတော့ဖုန်းဆက်လိုက်လို့ရှိရင်တိတော့ဒီကနေပြီးတော့တိတော့ဟိုကျောင်းကတကာကြီးကိုလေကျောင်းကတကာကြီးဆိုတာကလည်းပဲမူလဆရာတော်ကြီးကအသက်105နှစ်မှပြန်တော်မူတော့ ဩ အဲ့105နှစ်မှပြန်တော်မူတော့ဆရာတော်ဦးဇေယျန်တရဲ့တူရင်းရှိတယ်ဗျာ ဩ တော့လူပေါ့
တိတော့မရှိလို့ ကဲတော့ကိုကြသွေးနော်အေးဟုတ်တင်ပါဗျတင်ပါဗျ စရှင်းပြပေးလိုက်မယ် အေးလိုက်ချင်းပြန်လို့ ပြီးတော့ညမငါရောက်မှလာမှာဟုတ် ကောင်းပြီဗျကြွားပြအောင်ကြွားခဲ့ပါဗျ လာမယ်ဗျ တင်ပါတင်ပါ ရှင်းလာပဲနော်ရှင်း တင်ပါဥတ္တမလည်းဗျဥတ္တမလည်းဗျတင်ပါမြန်မာစကားကောင်းကောင်းပြောရတယ်ဟလားနတာပတိပမာလူသေးရောက်တဲ့ကိုထေးမာလကာပတိတွေတဲ့ quality yes I don't like I is nada ရောကိုထေးကကြာနတာပတိကလူတယ်မေးလိုက်ကောင်းပါပြီအောင်စက်ကြဖျောက်ဦးအဖွဲ့ကိုမိတ်ဆက်တဲ့အနေနဲ့တင်ပြပေးဖို့ပါပဲ။သူတို့ခင်ဗျာလည်းဖုန်းဖုန်းနဲ့တွေ့တော့ရှင်းပြလိုက်ပါစလို့ကဲကျန်လိုက်မယ်နော်။